အဲ့လိုမင်္ဂလာပါဒီနေ့တော့ foundation လုံးဝမလိုအပ်တဲ့ sunscreen တခုအကြောင်းပြောမယ်ပေါ့နော်ဒီလိုမျိုးလိမ့်ထားရင်လည်းတူတူပြပြကြီးနဲ့လိမ့်ထားမှမသိတာအောင်ဖြစ်တဲ့ဟာလေးပေါ့နော်ဒါကတော့ Manyoka foundation free sunscreen လေးပေါ့နော်ဒါလိမ့်နေတာတော်တော်ကြီးကြပြီဒီခုပေါက်ထားတဲ့ဘူးဆိုတာဒုတိယဘူးပေါ့နော်သူကလေအသားလေးကလုံးဝတိတ်ညက်လေးဖြစ်သွားတာ wine combination သမားတွေဆိုလို့ရှိရင်ပိုကြိုက်ကြမယ်ဒါဆိုလို့ရှိရင်လိမ့်ထားတဲ့ဘက်နဲ့မလိမ့်ထားတဲ့ဘက်နဲ့ရှင်းပြပေးထားတာပေါ့နော်ပြီးတော့လက်ပေါ်မှာပဲဒုတိယဒီနောက်ထပ်layerတစ်ခုထပ်ပြီးတော့လိမ့်ပြတာပေါ့နော်ထူးထူးပြပြကြီးမဟုတ်ဘူးဆိုတော့ကို့အသားရည်ငကိုရှိတဲ့အသားရည်လေးကပဲလုံးဝတုံးတဆင့်ဝင်သွားတယ် texport လေးတသားဝါတယ်သားရည်လေးညီသွားတဲ့ပုံစံလေးပေါ့နော်လို့ရှင်သတိထားမယ့်ချက်ကပေါ့နော်ဒီနည်းနည်းလေးချင်းထည့်ပြီးတော့လိုတလောက်လေးထည့်ပြီးတော့လိမ့်ပေးပေါ့နော်ဟိုလိုမျိုးလက်ပေါ်မှာsunscreen တွေအများကြီးတင်လိုက်ပြီးတော့မှပုတ်ချလိုက်တာမျိုးမလုပ်ဘဲနဲ့လက်ကလေးနဲ့ပုတ်တိတ်ပြီးတော့မှလိမ့်ပေးပေါ့နော်အမျိုးဆိုလို့ရှိရင်သူ့အယောင်ထွက်အားပိုလာတယ်အသားချောက်တဲ့သူတွေဆိုလို့ရှိရင်တော့အောက်က moisturizer လေးတိကျလေးခန့်လိမ့်ဖို့တော့လိုတယ်သူက foundation အသားပါတဲ့အတွက်ကြာလာလို့ရှိရင်အသားချောက်သွားပိုချောက်သွားတဲ့မျက်နှာပေါ်မှာလိမ့်ပြီးသွားပြီပေါ့နော်ပြီးတော့ကျတော့ဒီမျက်လုံးဒီတွင်းချိုက်နေတဲ့နေရာလေးဒီကိုနောက်ထပ်ပပလေးတစ်ထပ်လက်ကလေးနဲ့ပုတ်ပြီးတော့မှလိမ့်ထပ်လိမ့်ပြလိုက်တာပေါ့နော်ဘာလို့လဲဆိုတော့လုံးဝထူပစ်နေရမျိုးကြီးမဟုတ်ဘူးဆိုတာလေးကိုပြချင်လို့ပေါ့နော်အမျိုးလေးဆိုလေကိုအသားရည်လေးကလုံးဝ skin tone လေးကောင်းနေပြီးတော့ကျတော့အရေးဝထားသလိုပုံစံလေးပေါ့နော်ဆိုလို့ရှိရင်တနေ့ကုန်ဒီတိုင်းပဲနေရအပေါ်ကနေ powder တွေပါလေထပ်မပုတ်ပေါ့နော်အရန်အဆင်ပြေတဲ့ sunscreen လေး